အားလုံးပဲမင်္ဂလာပါအားလုံးကိုကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ဒါကမ္ဘာအကြီးဆုံးနိုင်ငံရဲ့ risk analysis အဖွဲ့ Eurasia Group ကထုတ်ပြန်ထားတဲ့ Top Risk 2026ကိုကျွန်တော်ပြောပြသွားချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီကမ္ဘာအန်ဒီအရှိဆုံးဒါ10ခုကကျွန်တော်တို့နဲ့ဒါမတက်ဆိုင်ဘူးလို့ဒါရဲ့မတက်ဆိုင်ဘူးဆိုရင်လည်းကျွန်တော်တို့ကဒါတည်ထားတဲ့အချက်တွေကြောင့်မို့ကျွန်တော်ကပြောချင်တာဒီ2026ခုနှစ်မှာဒါမထင်မှတ်ထားတဲ့အရာတွေအလဲအပြောင်းကြီးတွေဖြစ်လာနေပါတယ်။ယူကရိန်းနဲ့ဒါရုရှားအပြင်ကိုဒါအမေရိကန်နိုင်ငံကလည်းစစ်ပွဲကြီးတွေစတင်ဆင်နွှဲမလားပြီးတော့ဒီ NATO အဖွဲ့နဲ့ဒါရုရှားဒီစစ်ပွဲတွေဖြစ်လာနိုင်သလားတတိယကမ္ဘာစစ်တွေဖြစ်မလားစစ်ပွဲကြီးတွေဒီစစ်ပွဲတွေကြောင့်ကဆိုင်လာနိုင်လားဆိုတော့မေကွန်းနေနဲ့ပြည့်နေတာပါနောက်ကြတော့ဒါအလင်းအမြန်တိုးတက်လာတဲ့ဒီ AI နည်းပညာဆိုရင်လူသားတွေကိုဒါစားထိုးသွားနိုင်လားဆိုမေကွန်းကရှိနေတယ်လေနံပါတ်1ဒါအန်ဒီအရှိဆုံးနံပါတ်1စီးရင်ကဒါ US political revolution ပေါ့ဒါအမေရိကန်နိုင်ငံရေးတော်လှန်ရေးပေါ့အခုလက်ရှိတွားနေတဲ့ဒီအမေရိကန်ဒီနိုင်ငံရေးစနစ်အရင်ကတွားနေတဲ့စနစ်နဲ့မတူဘူးပေါ့လေလုံးဝနည်းနည်းလေးကွဲပြားနေတယ်လို့ပြောလို့ရမှာပေါ့လေဒီဘာလို့လဲဆိုတော့ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာပြီးတဲ့ဒါနောက်ပိုင်းမှာဒါအမေရိကန်ရဲ့ဒီတွားနေတဲ့ပုံစံတွေကအရင်အားတွေကွဲပြားပြီးတော့နည်းနည်းလေးဒါဒေါ်နယ်ထရန့်ရဲ့စကားတွေပေါ်မှာမူတည်နေတယ်လို့ပြောရမှာဒီဒေါ်နယ်ထရန့်ကိုဒါပြောလိုက်တဲ့ဟာကိုဒီလွတ်တော်ထဲမှာပြတာစန့်ကျင်တဲ့သူတွေနဲလာတယ်လေဒါဒီသူ့ကိုစန့်ကျင်တဲ့သူတွေကိုရှိရင်လည်းဒါတနည်းနည်းနဲ့အားပေးပြီးတော့ဖြုတ်ချတယ်ဒါသူ့ပါတီထဲမှာလည်းဒါသူ့ကိုမစန့်ကျင်ရဘူးသူနဲ့ရှင်ပြိုင်စန့်ကျင်တာကဒါအခုချိန်မှာနည်းနည်းလေးဆိုးချိုးတွေများလာတဲ့အနေအထားမှာရှိတယ်ဒါကြောင့်မို့သူနဲ့တဲ့အောင်ပေါင်းတာကပိုပြီးအဆင်ပြေတယ်လို့တော်များများတွေးလာကြတယ်ဒီအမေရိကန်နဲ့ဆက်ဆက်နေတဲ့နိုင်ငံတော်တော်များများကလည်းဒါနိုင်ငံခေါင်းဆောင်တွေကလည်းဒါသူ့တဘောသူ့စိတ်ကြိုက်တာတဲ့အောင်ပေါင်းနေရတာပေါ့လေဒီပုဂ္ဂိုလ်ကြီးကသူနဲ့အဆင်ပြေမှာနိုင်ငံအချင်းချင်းကောင်းမယ်လို့လည်းပြောရတဲ့အထိပေါ့ဒါစီးပွားရေးနဲ့ပတ်တင်ရင်လည်းဒါဒေါ်နယ်ထရန့်ဒါမဟာမိတ်တွေပါနားမလဲအခွန်ကိုတိုးကောက်မယ်ဒီအဲ့ဒါတွေကဒါဒီဘာနောက်ဆက်တွဲအနေနဲ့ဘာဖြစ်သွားနိုင်တယ်ဆိုတော့မဟာမိတ်တွေယုံကြည်မှုကိုဒါပျက်စီးသွားစေတယ်ဒီအခုဒီဒေါ်နယ်ထရန့်ကဒါအမေရိကန်အစိုးရကိုဒါသူ့ခြေတခွဲတော့ကင်လို့ရအောင်ဒါ2026ထဲမှာလှုပ်ဆောင်နိုင်တယ်လို့တော့ပြောထားပါတယ်ဒီတို့ဒါကန့်တက်ထားတဲ့အစိုးရအာဏာတွေကိုဒါဖိအားပေးအကြက်ကင်လာနိုင်တဲ့အလားအလာရှိတာပေါ့လေအဲ့ဒီအစိုးရဒီအဲ့လိုမျိုးဒါသူ့ကိုဒါချင်းချုံမှုမရှိတော့တဲ့အနေအထားမှာဆိုရင်ဒါသူ့ရဲ့ဆုံးဖြတ်ချက်တစ်ခုခုမှနဲ့အမေရိကန်နိုင်ငံလည်းနည်းနည်းလေးတော့အကျိုးဆက်ကတော့ခံရမယ့်ဘောရှိနေပါတယ်ဒါကြောင့်မို့ဒီ2026ခုနှစ်ရဲ့ဒါကမ္ဘာမတည်မငြိမ်မှုရဲ့အရင်းမြစ်ကအမေရိကန်ကဖြစ်လာနိုင်တယ်လို့ဒါ Eurasia Group ကသတိပေးထားတယ်။အဲ့ဒီအရှိဆုံးဒါနံပါတ်1နေရာမှာက over power ပေါ့ဒီအလွန်အကျွံဒါစွမ်းအင်တုံးဆွဲခြင်းမှာဒီကမ္ဘာလုံးမှာတဲ့လျှက်စစ်နဲ့ဆိုင်တဲ့စွမ်းအင်တုံးပစ္စည်းတွေဒီများလာတဲ့နဲ့အမျှဒါစွမ်းအင်ရရှိရေးကလည်းပို့ပြီးတော့အရေးကြီးလာတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီစီးပွားရေးမှာအင်အားကြီးနိုင်ငံဖြစ်တဲ့အမေရိကန်နဲ့တရုတ်ကဒါစွမ်းအင်ထောက်ပံ့မှုတွေမှာနည်းနည်းလွန်ဆွဲမှုတွေရှိလာတယ်ပေါ့လေအဲ့ဒါကဒီအမေရိကန်ကဘယ်မှာယင်းနှိမ့်မြုပ်နှံမှုတွေများလဲဆိုတော့ဒီသဘောအားဓာတ်ငွေနဲ့ယင်းနှံတွေမှာယင်းနှိမ့်မြုပ်နှံမှုတွေများလာတယ်ဒါကမ္ဘာအရှေ့လေပိုင်းကဒီဆော်ဒီတို့ကာတာတို့မှာဒီယင်းနှံတွေနဲ့ပတ်သက်ပြီးတော့ဒါယင်းနှိမ့်မြုပ်နှံထားတာရှိတယ်ဒီဗင်နီဇွဲလားသမ္မတဒါနီကိုလတ်မာဒူရိုကိုဒီဖန်ဆီးတာကလည်းမိုးရက်ဆေးတွေမဟုတ်ဘဲနဲ့ဒါဗင်နီဇွဲလားမှာထွက်ရှိတဲ့ယင်းနှံချောင်းတွေတော့မချစ်ပေးတဲ့သူရှိတယ်ပေါ့ဒီတရုတ်ကဘယ်မှာတွေယင်းနှိမ့်မြုပ်နှံမှုလုပ်ထားလဲဆိုတော့ဒါသူယင်းနှံနေမှာလဲဒါယင်းနှိမ့်မြုပ်နှံမှုမလုပ်ထားဘူးလားဆိုတော့လုပ်ထားပါတယ်ဒါပေမဲ့အမေရိကန်တော့မများဘူးပေါ့လေဒီတရုတ်ကဒီလျှက်ဆက်ကားတွေဘက်ထရီတွေဆိုလာတွေဘက်မှာဒီအနာဂတ်မှာတုံးဆဲလာနိုင်တဲ့ပစ္စည်းတွေမှာမူတည်ပြီးတော့ယင်းနှိမ့်မြုပ်လာမှုလုပ်ထားတယ်ပေါ့လေဒါဒီကဘာကဒီလျှက်ဆက်ထောက်ပံ့မှုမှာဒါဘယ်ဘက်ကိုရွေးမလဲဆိုတဲ့အနေအထားကဒါ2026မှာဒါအဖြေပေါ်လာနိုင်တယ်လို့ရက်တီအဖြေပေါ်လာနိုင်တယ်လို့သူကဆိုထားတာပေါ့လေဒါအန်ဒီရဲ့ရှိဆုံးနံပါတ်3ကဒွန်ရိုဟာတာပေါ့ဒါလက်ရှိ Trump အစိုးရလက်ထက်မှာဒီတကမ္ဘာလုံးကိုထိန်းသိမ်းနိုင်အောင်ဒီမဟာမိတ်တွေဖွဲ့စည်းခြင်းတဲ့အမေရိကန်အကျိုးအမြတ်ရဖို့ပဲသူကရပ်တည်လာတယ်ပေါ့ဒါသူနဲ့အနီးကပ်ဆုံးနိုင်ငံတွေဖြစ်တဲ့လက်တင်အမေရိကဒီနိုင်ငံတွေကိုဒါအမေရိကန်ကဒီအစိုးရရဲ့ဩဇာအာဏာအောက်မှာထားချင်တာပေါ့သူတို့နိုင်ငံနဲ့အဆင်မပြေတဲ့ဒါနိုင်ငံအစိုးရတွေရှင်ဖိအားပေးမှုတွေများလာတယ်။ဒါကြောင့်မို့ဒီလက်တင်အမေရိကမှာဒါတင်းမာမှုတွေမတည်ငြိမ်မှုတွေရှိလာနေတယ်။ဒါဒေါ်နယ်ထရန့်လက်ထက်မှာကိုလံဘီယာနဲ့ဒါမက္ကဆီကိုတို့ကိုဒါစစ်ရေးရအရေးယူမှုတွေတောင်ချင်းချုပ်ထားတာရှိတယ်ပေါ့လေ
ဒီပနာမတူးညောင်းအပေါ်မှာလည်းဒါစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ဖိအားပေးမှုတွေလည်းပြုလုပ်လာတယ်လက်ရှိမှာဒါဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုလည်းနိုင်ငံထဲအထိဒါဝင်ဖမ်းမှုတွေတော့အမေရိကန်ပြုလုပ်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့2026ခုနှစ်မှာပို့ပြီးတော့ဒါလက်တင်အမေရိကနိုင်ငံတွေကတင်းမာမှုတွေပုံမှန်များလာနေပြောထားတာဖြစ်အန်ဒီရှိဆုံးဒါနံပါတ်4ကဒါယူရိုအန်ဒါစင်းပေါ့ဒီဥရောပဝန်းရံခံရခြင်းပေါ့ဒီဥရောပဆိုရင်ဒါအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ဒါပြင်သစ်ဂျာမနီဒါ UK အဲ့ဒီနိုင်ငံကြီးတွေကဒါစီးပွားရေးအင်အားကိုထိန်းထားတယ်လို့ပြောလို့ရပါတယ်အရင်ကတော့အခုချိန်မှာအဲ့ဒီနိုင်ငံတွေကဒီဘာပြိုကွဲလာလဲဆိုတော့နိုင်ငံရေးအစိုးရတွေကပြိုကွဲလာတယ်အစိုးရအုပ်ချုပ်မှုဘိုင်းမှာတွေကမတည်မငြိမ်ဖြစ်လာတယ်အပြောင်းလဲတွေများလာတယ်နည်းနည်းလေးယိုယွင်းမှုတွေဖြစ်လာတယ်လက်ရှိအစိုးရကိုလည်းပြည်သူထောက်ခံမှုတွေအားနည်းလာတဲ့အတွက်အားနည်းလာမှုတွေရှိလာတယ်ပြီးတော့ဒီဥရောပရဲ့စီးပွားရေးရလည်းကျဆင်းမှုတွေနဲ့ကြုံနေရတဲ့အတွက်ဒါဥရောပရဲ့ဟန်ချက်ကမတည်မငြိမ်ဖြစ်လာတဲ့အနေအထားမှာရှိပါတယ်နောက်ကျောဥရောပရဲ့ဒါလုံခြုံရေးကိုဒါအမေရိကန်အခုအနေနဲ့ဒါဒီလုံခြုံရေးကိုဒါအရင်ကတော့ဖြည့်ဆည်းထားတာပေါ့အခုကဒါအမေရိကန်ကဒီခွန်နေပါတွေကအစဒါမဟာမိတ်တွေဘာတွေနားမလည်ဘူးပေါ့နားမလည်ဘူးဒါခွန်နေဗရန်ကြီးရဲ့တောက်မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာဒါကြောင့်မို့ဒီလုံခြုံရေးဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းဒါအမေရိကန်စိတ်ချယုံကြည်ရတဲ့အထက်မှာယုံကြည်လို့မရဘူးပေါ့လေဒါကြောင့်မို့ဒီအမေရိကန်ဆုတ်ခွာသွားတဲ့ဒါလုံခြုံမှုအပိုင်းကိုလည်းဥရောပကအခုချိန်ထိပြန်လဲပြီးတော့ဒါဖြည့်ဆည်းပေးနိုင်တယ်ဒါကြောင့်မို့ဒီဥရောပအစဉ်ဒါရုရှားတို့ဒါရန်ကနေအခုဒီ2026မှာလည်းဒါဝန်ရံချင်းချောက်ခံရမယ်ဆိုတဲ့ဒါပုံစံမျိုးကိုပြောထားဖြစ်ပါတယ်။ကဲအန်ဒရရှိဆုံးနံပါတ်နောက်တစ်ခု9ကတော့ဘာလဲဆိုတော့ဒါ Russia second front ပေါ့ဒါတင်ကောင်ကနံပါတ်4နဲ့နည်းနည်းလေးဆက်တယ်ပေါ့လေဒါရုရှားရဲ့ပထမစာမျက်နှာကအားလုံးသိကြတဲ့နာမည်ယူကရိန်းပေါ့လေယူကရိန်းကိုလက်ရှိတဲ့တိုက်နေပေါ့ဒါနောက်ထပ်စာမျက်နှာကဘာဖြစ်လာနိုင်လဲဆိုတော့သူကအန်ဒီကနေတိုးဖြစ်လာနိုင်တယ်ဆိုတာပါနေတိုးနိုင်ငံတွေကိုဒါသူကတော့ဓာတ်ရိုက်စက်တိုက်တာမဟုတ်ဘဲနဲ့ဒါသတင်းတွေဒါစိုက်ဘာစနစ်တွေဒါစီးပွားရေးစစ်ပွဲလေးတွေနဲ့ပွတ်တိုက်မှုလေးတွေဒါဒီနေတိုးနဲ့ရုရှားကြားမှာပုံမများပြနိုင်တယ်လို့ဆိုထားပါတယ်ဒီနောက်ထပ်ဒီအန်ဒီရှိဆုံးနံပါတ်6က state capitalism West American corridor rested ဒါအမေရိကန်ပုံစံအစိုးရထိန်းချုပ်မှုစီးပွားရေးပေါ့နောက်ထပ်ဗာပြောလို့ရတယ်ဆိုတော့နိုင်ငံတော်အရေးရှင်စနစ်လို့တောင်ဆိုလို့ရတယ်ဗျဒီဒေါ်နယ်ထရန့်ကစီးပွားရေးလောကတွေကလာတာဆိုတော့တခုခုဆုံးဖြတ်လိုက်ရင်စီးပွားရေးကိုအရင်ဆုံးကြည့်လို့ရှိတယ်ဆိုတော့အားလုံးသိကြတယ်2026ခုနှစ်မှာအစိုးရကစီးပွားရေးတွေကိုအများဆုံးဝင်ရောက်စွတ်ဖက်နိုင်တဲ့အစိုးရဖြစ်လာနိုင်မယ်လို့သူကဆိုထားတယ်ဒါကလည်းတကယ်ဖြစ်နေတာပါဒေါ်နယ်ထရန့်ကိုယ်တိုင်ကဒါပိုကီကကုမ္ပဏီတွေရဲ့ဒါရှယ်ယာတွေကိုဝယ်ယူတင်တယ်လို့ဆိုထားပါတယ်အဲ့လိုဒီအခုလည်းဒါလက်ရှိမှာလည်းဝယ်နေတယ်ပေါ့လေဒါနိုင်ငံတော်ဒါအရင်ရှင်စနစ်ကိုနည်းနည်းလေးပြောင်းလာတယ်လို့တောင်ဆိုရပါတယ်တချို့ကလည်းဒါကိုဒါအမေရိကန်ပုံစံမဟုတ်ဘူးဆိုပြီးဒါဝေဖန်မှုတွေရှိလာတယ်ဒါပိုကလီကကုမ္ပဏီတွေနေကတော့ဒါလော့လတ်ဆိုတာဒါစီးပွားရေးလုပ်ခွင့်ဒီရရှိမှုမှာနည်းနည်းလေးတော့ခက်ခဲတွေ့စရာပေါ့လေဘာကြောင့်လဲဆိုတော့ဒီအစိုးရကဝယ်ထားတဲ့ကုမ္ပဏီတွေကဒီအစိုးရကအကျိုးမြတ်ရရှိနေတဲ့အတွက်ဒါအစိုးရမှာလုပ်ပိုင်ခွင့်ရှိတဲ့အတွက်အဲ့ဒီကုမ္ပဏီကလည်းလုပ်ပိုင်ခွင့်ပုံမရရှိသွားနိုင်တယ်ဖြစ်သွားနိုင်တယ်ပေါ့လေဒီအရင်အစိုးရတွေတုန်းကဒါကိုဒီစီးပွားရေးကဏ္ဍတွေကိုပါဝင်လေးမရှိဘူးလားဆိုတော့ပါဝင်ပါတယ်ဒါပေမဲ့ဒီနိုင်ငံအတွက်အရေးကြီးတဲ့မဟာဗျူဟာကျတဲ့အခန်းကဏ္ဍတွေမှာဒါကုမ္ပဏီအတွက်ထောက်ပံ့မှုတွေပြုလုပ်ပြီးတော့အင်အားကြီးနိုင်ငံတွေနဲ့ရှင်ပြိုင်ဖို့စီးပွားရေးပထဝီနိုင်ငံရေးအကြောင်းပြချက်တွေဒါရှိပါတယ်ဒါပေမဲ့ဒေါ်နယ်ထရန့်လက်ထက်မှာတော့အဲ့လိုမဟုတ်ပါဘူးနိုင်ငံရေးဗျူဟာအရေးမကြီးကသူကအဓိကမဟုတ်ဘူးပေါ့လေဒါသူနဲ့ပုဂ္ဂိုလ်ရေးအဆင်ပြေဖို့ကအရေးကြီးတယ်ပေါ့လေဒါတခြားအမေရိကန်ကတခြားနိုင်ငံကဒါကုမ္ပဏီတွေကိုမလုပ်တယ်လဲဆိုတော့ဒီယင်းနှိမ့်မြုံနှံမှုတွေခေါ်ပါတယ်ဒါပေမဲ့သူတို့စိတ်ကြိုက်ခံထားတွေမှာအဲ့ဒီကုမ္ပဏီကယင်းနှိမ့်မြုံနှံလို့မရပါဘူးဒါဒေါ်နယ်ထရန့်ကိုယ်တိုင်ကဒါငါရေးဆက်ထားတဲ့စီးပွားရေးအစီအစဉ်တိုင်းမင်းတို့လာပြီးတော့ယင်းနှိမ့်မြုံနှံကြဆိုတဲ့ပုံစံမျိုးတိုင်းတာယင်းနှိမ့်မြုံနှံခိုင်းတာပါဒါဒေါ်နယ်ထရန့်ဒီအစိုးဒီတမန်လက်ထက်မှာတော့ဒီဟာကအဲ့ဒီကုမ္ပဏီတွေကအကျိုးမြတ်တော့ကိန်းဂဏန်းတွေကတော့ဒါအကျိုးမြတ်တွေအများကြီးတော့ရနိုင်တယ်ဒေါ်နယ်ထရန့်ဆိုတာတမန်ကအပိုင်းချားလေးပေါ့လေအဲ့ဒီသူဒေါ်နယ်ထရန့်လက်ထက်နောက်ပိုင်းမှာဒီကုမ္ပဏီဒီယင်းနှိမ့်မြုံနှံတွေကအကျိုးကျေးဇူးကဘယ်လိုဖြစ်လာမှာပြောလို့မရတယ်အဲ့ဒါကြောင့်မို့ဒါတချို့နိုင်ငံတွေကလည်းယင်းနှိမ့်မြုံနှံမှုနည်းနည်းလေးလက်ရွံ့တာပြောလို့ရတယ်ဒါကလည်းဒါအမေရိကန်နိုင်ငံရဲ့ဒီလွတ်လပ်တဲ့စီးပွားရေးကိုပျက်စီးသွားနိုင်တယ်။ဒါကြောင့်မို့သူကဒီကိစ္စရဲ့အကျိုးဆက်တွေကလည်းအမေရိကန်နိုင်ငံမှာတစ်ချိန်ကြာရင်ခံစားရဖို့ရှိနေတယ်။ဒါကြောင့်မို့2026မှာဒါအမေရိကန်အစိုးရဆိုရင်စီးပွားရေးတွေကိုညှိနှိုင်းမှုအများဆုံးအစိုးရဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။နောက်ထပ်အန်ဒီရဲ့အရှိဆုံးဒါနံပါတ်9 China Depression Trap တရုတ်နိုင်ငံရဲ့ငွေကြေးဖောင်းကျွမှုထောင်ချောက်
ဒီနိုင်ငံရဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးကဒါဒီကိုဗစ်ကာလပြီးတဲ့ကိုဗစ်ကာလကတည်းကစီးပွားရေးကတော်တော်ကိုကျဆင်းလာတဲ့အနေအထားမှာရှိနေတယ်။အဲဒီတော့အိမ်ယာစီမံကိန်းတွေကလည်းဖြစ်မြောက်အောင်မြင်မှုမရှိဘူး။ဒါဈေးတွေအဆမတန်များတဲ့အခါမှာဒါပြည်သူတွေကဝယ်ယူနိုင်ခြင်းမရှိဘူး။ဒါကြောင့်မို့သူတို့ကရင်းနှီးမြှုပ်နှံမှုတွေမရှိဘူး။ဒီကုမ္ပဏီတွေကလည်းအရှုံးပေါ်တဲ့နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေကမရှိတဲ့အတွက်ဒါငွေကြေးလည်ပတ်မှုကနည်းလာတယ်ပေါ့ဒီဈေးကွက်မှာငွေကြေးလည်ပတ်မှုဈေးကွက်တွေနည်းလာတဲ့ကျတော့ဒီအိမ်ချမ်းမြေဈေးနှုန်းတွေကလည်းအခုချိန်ထိကျဆင်းနေတဲ့အခြေအနေမှာဖြစ်နေပြီ။နောက်ပြီးတော့နောက်တစ်ချက်ကဒီအမေရိကန်ကလည်းဒါအခွန်တွေကိုဒါတိုးကောက်ပြီးတော့တရုတ်နဲ့ဒါစီးပွားရေးဆင်နွှဲနေတာကြောင့်တရုတ်နိုင်ငံစီးပွားရေးကလည်းဒါအနည်းနဲ့အများဒါဆုံးရှုံးမှုတွေဖြစ်လာတယ်။ပြီးတော့ဒီတရုတ်နိုင်ငံကကုမ္ပဏီကထုတ်လုပ်မှုစွမ်းရည်ကိုအားမြင့်လာတယ်။ထုတ်လုပ်မှုစွမ်းရည်အားမြင့်ပြီးတော့ထုတ်ကုန်အများကြီးထုတ်တယ်။ဒါပေမဲ့အထုတ်ကုန်တွေထုတ်နေတယ်ဆိုရင်ဒါတရုတ်ပြည်တွင်းမှာကဝယ်လိုအားဖြည်းဖြည်းနဲ့ကျလာတယ်။ထုတ်ကုန်တွေအများကြီးထုတ်တယ်ဝယ်လိုအားကျလာတဲ့အခါမှာကိုက်ညီမှုရှိတော့တုံးတွဲနိုင်ရင်ထုတ်ကုန်တွေကိုရှုံးနိုင်ခြင်းမရှိတဲ့အတွက်တော့ကုမ္ပဏီတွေကလည်းဒါအရှုံးပေါ်မှုတွေဖြစ်လာတယ်။နောက်ကြတော့ဒီသူတို့ရဲ့ကုမ္ပဏီအသက်ရှင်တန်ဖို့အတွက်အရှုံးထပ်မပေါ်ဖို့အတွက်ဒါဝန်ထမ်းတွေ short ချရတယ်။ short ချရတဲ့စုခံထားတွေအလုပ်ကိုင်းတွေကိုဒါချုပ်ပြရတဲ့အနေအထားမှာရှိနေတယ်လေ။ဒါကြောင့်မို့ဒီ2026မှာဒီအဲ့ဒီထုတ်ကုန်တွေကိုဒါကမ္ဘာဈေးကွက်ထဲကိုဒါဈေးပေါ်နဲ့ရောက်လာဖို့ရှိနေပြီးတော့ဒီဈေးကွက်စီးပွားရေးကျဆင်းမှုကနေဒါတရုတ်နိုင်ငံကမလွတ်မြောက်နိုင်သေးဘူးလို့ဆိုထားပါတယ်။အန်ဒီရဲ့ရှိဆုံးနံပါတ်8မှာက AI နဲ့ပတ်သက်ပြီးတော့ပြောထားတာပေါ့။အဲ့ခေါင်းစဉ်က AI each user ပေါ့။ AI ကဒါလူတွေကိုတုံးတွဲတူတွေကိုဒါစားတုံးမယ်ဆိုတဲ့ပုံစံမျိုးပါ။ဒီ AI ကုမ္ပဏီတွေကဒါအပြိုင်ဆိုင်ဒါဘယ်လိုဝန်ဆောင်မှုတွေပေးမလဲဝန်ဆောင်မှုတွေပေးမလဲဘယ်လိုပတ်စံတွေဝင်အောင်ရှာမလဲအပြိုင်ဆိုင် AI နဲ့ပဲမှာဒါရင်းနှီးမြှုပ်နှံမှုတွေများလာတယ်။ယခုလက်ရှိမှာဒါ AI ကိုကျွန်တော်တို့ကတုံးဆွဲနေတာပေါ့လေ။ပုံစံအမျိုးမျိုးနဲ့ AI ကိုဒီတိုင်းကတုံးဆွဲလာကြတယ်။ဒါတခုအတိကျတော့ AI ကိုမေးပြီးတော့အဖြေကိုအလွယ်တကူရနိုင်တယ်ပေါ့လေလူတွေကကိုယ်တိုင်အားထုတ်မှုတွေမရှိတော့ဘူးမတွေးခေါ်ချင်ကြတော့ဘူးလက်ရှိမှာတော့ကျွန်တော်တို့က AI ကိုသုံးနေတယ်ပေါ့လေနောက်ပြီးကျရင် AI ကကျွန်တော်တို့ကိုဒါပြန်ပြီးတော့ဒါစိုးမိုးတွားနဲ့လွမ်းမိုးတွားမယ်ဆိုတဲ့အခြေအနေမှာဒါရောက်ရှိနေ AI ကကျွန်တော်တို့ကိုထိန်းချုပ်မယ်ဒါ AI ကဒါကျွန်တော်တို့ရှေ့မဖြစ်ပုံစံမျိုးတွေဖြစ်လာနေပေါ့ကြာလာတဲ့အခါဒါဒီတခုတိကျတောင်ဒါ AI ရှိမှာပေါ့အကြံဉာဏ်တခုလိုချင်တဲ့ AI ရဲ့လူတွေပေါ်လွမ်းမိုးမှုပြီးနဲ့ကြီးလာမှာဖြစ်ပြီးတော့ AI ကဒါကျွန်တော်တို့ကိုတဖြည်းဖြည်းနဲ့ပုံသွင်းလာတယ်လို့လည်းဆိုလို့ရပါတယ်။ပြီးတော့ဒီ Chat GPT ရဲ့ဒါ CEO ကဒါအခုနောက်မွေးတဲ့ဒါနောက် generation လူသားမျိုးဆက်တွေက AI လောက် smart ဖြစ်နိုင်လို့ပြောထားပါတယ်။ AI လောက်ညံမကောင်းတော့ဘူးဒါ AI လောက်မတိတော့ဘူးဆိုတဲ့ပုံစံမျိုး။အခုချိန်မှာဒါ AI နဲ့ပတ်သက်ပြီးတော့လည်းဥပဒေပါဒါနဲ့တေးချာမရှိသေးတာကြောင့်မို့ AI ကုမ္ပဏီတွေကဆိုရင်ကျွန်တော်တို့ဒီတုံးဆွဲနေတဲ့ data တွေကိုဒါခွင့်ပြုချက်မရှိဘဲနဲ့အလွန်အမင်းအသုံးချနိုင်ပြီးတော့ပတ်စံကိုပုံမဝင်ငွေရရှိအောင်ပြုလုပ်နိုင်တယ်လို့လည်းသူကဆိုထားပါတယ်။နောက်ပြီးတော့နောက်တဲ့အန်ဒီရဲ့ဒီ AI နဲ့ပတ်သက်ပြီးအန်ဒီကဒီနိုင်ငံရေးတွေမှာစီးပွားရေးတွေမှာတနည်းတန်မျိုးနဲ့ဒါချင်းချောက်နိုင်တဲ့အခြေအနေရှိနေပါ။ကဲနောက်ထပ်ဒါအန်ဒီရဲ့ရှိဆုံးနံပါတ်9ကတော့စူပိုင်း USMC ပေါ့။ GR ကဘာပြောတာလဲဆိုတော့ဒါ US ရဲ့ဒီမက္ကဆီကိုရဲ့ကနေဒါရဲ့ပေါ့သုံးနိုင်ငံကုန်သွယ်ရေးကဒါစူပိုင်းနဲ့ဒီစူပိုင်းကောင်တွေနဲ့ဒါနိုင်ထားတာပေါ့လေ။ဒီအမေရိကန်မက္ကဆီကိုကနေဒါတုံးနိုင်ငံကုန်သွယ်ရေးရတာဒါစူပိုင်းကောင်တွေလို့ရင်းရိုင်နေလိမ့်မယ်ပေါ့ဒီ2026မှာအဲ့လိုနိုင်ထားတာပေါ့လေဒီကုန်သွယ်ရေးသူတို့တုံးနိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ကဒါအခုစဉ်တက်တန်းကုန်ဆုံးတော့မှာဖြစ်ပြီးတော့ဒါထပ်တိုးရမယ့်အချိန်ကိုရောက်လာတာပါဒါပေမဲ့အခုချိန်ဒီဘာသဘောတူညီချက်ပါလဲမရှိနေဘူးပေါ့လေဒါဒေါ်နယ်ထရန့်တက်လာပြီးဒါဘယ်လိုလုပ်မလဲတော့မသိဘူးဒါကနေဒါနိုင်ငံရဲ့ကုန်ပစ္စည်းတွေကလည်းဒါအမေရိကန်တွေက85%လောက်ပို့နေရတယ်ဒါမက္ကဆီကိုရဲ့ဒါကုန်ပစ္စည်းတွေကလည်းအမေရိကန်နိုင်ငံကို80%ရောက်ပို့နေရတဲ့အခြေအနေမှာဒါဒေါ်နယ်ထရန့်ကဒါအခွန်တိုးကောက်တာတွေပါလေထပ်ကြည့်ရင်တော့တော်တော်လေးကိုညှိရွာမယ်အဆင့်ရှိနေတာပေါ့လေနောက်ကြတော့ဒီကနေဒါကနေဒါဖက်ဒစီဒါမျိုးရစေးဝါးတွေကိုဒါအမေရိကန်တွေကိုတင်သွင်းတာတွေကိုလည်းသူကမကြိုက်ဘူးဆိုတဲ့အခြေအနေမှာရှိတယ်ပေါ့လေဒါကြောင့်မို့ဒီဒေါ်နယ်ထရန့်ကဒီသဘောတူညီချက်စာချုပ်မှာဆိုရင်ဒီစိတ်ကြိုက်ကစားနိုင်တဲ့ကတ်အများစုကိုဒေါ်နယ်ထရန့်ကကိုင်ဆောင်ထားတယ်ဆိုတော့ဒါပေမဲ့2026ခုနှစ်မှာကဒီအဲ့ဒီကုန်သွယ်ရေးသဘောတူညီချက်ကမရေမရတဲ့အခြေအနေမှာရှိနေပြီးတော့ဒါဒီအတက်ဒီကုန်သွယ်ရေးရှိုံလောက်နေပဲဒါဆက်သွားဖို့ရှိနေတဲ့သဘောပါကဲနံပါတ်10ဒါအန်ဒီရဲ့ရှိဆုံးနောက်ဆုံးတစ်ခုကဒါဝါထား refund ပေါ့ရေလက်နဲ့ပေါ့ဒါကျွန်တော်နိုင်ငံအတွက်ကတော့ဒါရေကမြစ်ချောင်းတွေပေါ်နေတဲ့အတွက်ဒါတိတ်ကြီးတော့ဒီအန်ဒီရဲ့မရှိဘူးပေါ့လေဒါပေမဲ့တခြားနိုင်ငံတွေမှာဆိုရင်ဒါမြစ်ကြီးတစ်ခုလေးကိုမီကိုနေရတဲ့ပုံစံတွေရှိတယ်ပေါ့လေမီကိုနေရတဲ့နေရာတွေရှိတယ်ပေါ့လေအဲ့တော့ချို့ရေရှားပါနေတဲ့နေရာတွေရှိတယ်ပေါ့လေအဲ့လိုနေရာတွေမှာဒါဒီရေကိုလက်နဲ့အဖြစ်အသုံးချနိုင်တဲ့ပုံစံတွေရှိတယ်ပေါ့လေဒီကျွန်တော်ပြောရမယ်ဆိုရင်ဥမာအနေနဲ့ဒါပြောရမယ်ဆိုရင်
အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံပေါ့လေအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကိုဒါအိန္ဒိယနိုင်ငံကနေပါကစ္စတန်နိုင်ငံတွေကိုစီးဆင်းနေတဲ့မြစ်တစ်ခုရှိတယ်အဲ့ဒီမြစ်ကိုဒါအိန္ဒိယနိုင်ငံကဒါထိပ်ပိုင်းမှာဒါသူရဲ့ထိပ်ပိုင်းမှာဒါရေကာတာတွေစောက်ထားတယ်ဒီပါကစ္စတန်နိုင်ငံကဒီစိုက်ပျိုးရေးအတွက်80%တော့ပေါ့အဲ့ဒီမြစ်ကိုအသုံးချနေတယ်အဲ့မှာဒီအိန္ဒိယနဲ့ဒီပါကစ္စတန်ကဒါလူမျိုးရေးအရာပေါ့နည်းနည်းတင်းမာမှုတွေရှိရပေါ့အဲ့တင်းမာမှုတွေရှိတဲ့အတွက်အိန္ဒိယနိုင်ငံကဒီကိုပိတ်ပြလိုက်တယ်မင်းတို့တခုကြောကြောင်နေမလုံးနဲ့ပိတ်ပြလိုက်နေဆိုပုံမြန်မင်းတို့ချင်းချောင်းမှုတွေရှိရပေါ့လေဒါပေမဲ့ဒါပါကစ္စတန်နိုင်ငံကလည်းဒါသူရဲ့စိုက်ပျိုးရေးအတွက်80%လောက်ကိုဒါသုံးစွဲနေရတာဖြစ်တဲ့အတွက်ဒါဒီအိန္ဒိယအဲ့ဒီမြစ်ကိုဒါပိတ်လိုက်ချင်သူကလည်းဆက်ဖြစ်ဖို့ဒါအရန်တဲ့မယ်ဆိုတဲ့ပုံစံနဲ့အတင်းမာမှုတွေရှိရတယ်ဒီအဲ့ဒီရေကိုဒါထိန်းချုပ်တာကထိန်းချုပ်နိုင်တဲ့သူကဒါအိန္ဒိယဖြစ်တဲ့အတွက်ဒါသူနိုင်ဘဲဝါတော့အိန္ဒိယကကစားနေတယ်ဆိုလို့ရတယ်နော်ပြီးတော့နောက်ထပ်မြစ်တစ်ခုအနေနဲ့ပြောရရင်ဒါနိုင်မြစ်ပေါ့နိုင်မြစ်မှာဆိုအီသီယိုးပီးယားနဲ့အီဂျစ်ပေါ့အီသီယိုးပီးယားကနေဒါအီဂျစ်ကိုစီးဆင်းတာအီဂျစ်ရဲ့ဒီ90%တော့90%ကငါတိုင်းဒီအဲ့ဒီနိုင်မြစ်ကိုဒီဘာလို့ရလဲဆိုတော့မီကွန်နီယာအဲ့ဘက်ကတွေကဒါအပူပိုင်းဒါ၆တွေ့တဲ့နိုင်ငံတွေဆိုတော့လေအဲ့ဒီမြစ်တစ်စင်းကလည်းတော်တော်ကိုအရေးကြီးတဲ့နိုင်ငံဖြစ်အဲ့မှာအီသီယိုးပီးယားဘာလို့တယ်လဲဆိုတော့ထိပ်ပိုင်းမှာရေကာတာတွေစောက်ထားပေါ့နိုင်မြစ်ရဲ့ထိပ်ပိုင်းမှာရေကာတာတွေစောက်ထားတယ်ပေါ့အပိတ်တော့မပိတ်သေးဘူးရေကိုဒါစောက်ထားတယ်ပေါ့ဒါပေမဲ့ဘယ်အချိန်ဖြစ်ဖြစ်အဲ့ဒီရေကာတာတွေစောက်ထားတဲ့အတွက်ပိတ်လိုက်လို့ရတဲ့အချိန်ကြီးပေါ့အမအီဂျစ်ကဒါအဲ့ဒါဘာမြင်လဲဆိုတော့ဒါအီဂျစ်ရဲ့ဒါအီဂျစ်နိုင်ငံရဲ့လုံခြုံရေးကိုဒါထိပါနောက်ရှစ်စီရဆိုပြီးဒါအီဂျစ်နဲ့အီသီယိုးပီးယားရဲ့ဒါနယ်စပ်မှာဒီစက်တပ်တွေချထားပါပေါ့အဲ့ဒီနိုင်မြစ်ရဲ့ရေကိုမင်းတို့ပိတ်ရင်မင်းတို့ဆက်ဖြစ်ဖို့အရန်နဲ့မယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့နိုင်ငံနဲ့အတင်းမာမှုရှိတယ်လို့ဆိုရမှာပါအဲ့တော့ဒီရှားပါမှုနဲ့ပတ်သက်ပြီးတော့ဒီရှားပါမှုနဲ့ပတ်သက်ပြီးတော့ဒါကမ္ဘာပေါ်မှာဒါနီးပညာတွေမြင့်လာတဲ့အမြဒါဆယ်တွေဒါရေကာတာတွေတိဆောက်လာတဲ့ရေအားလျက်ဆက်ထုတ်လာတယ်ဒါရေအားလျက်ဆက်အနေနဲ့ဒါရေအားလျက်ဆက်ထုတ်တယ်ဒါပေမဲ့ဘာတွေအကျိုးဆက်ဖြစ်လာလဲအဲ့ဒီ data မှာနေတဲ့ရွှေ့ပြောင်းနေတဲ့ data အကန်တွေကရွှေ့ပြောင်းနေထိုင်ရတဲ့ဒုက္ခတွေရောက်တယ်အဲ့ပြီးတော့တဘောကဘေးအန္တရာယ်တွေကြာရောက်မှုတွေယာရီဥဒုထောက်ပြန်မှုတွေဒါကမ္ဘာတဝမ်းမှာဒါရေရှားပါမှုတွေကြုံတွေ့လာရတယ်အဲ့ဒါက2026ထဲမှာပို့ပြီးတော့ကြုံတွေ့လာရဖို့ရှိနေတယ်လို့ပြောထားပါတယ်အဲ့မှာဒီရေကာတာတွေတိဆောက်တဲ့အခါမှာဒါရေအားလျက်ဆက်တွေဒါအကျိုးမြတ်တွေရတယ်ဒါပေမဲ့အဲ့ဒီဖြစ်လာမဲ့ဆိုးကျိုးကိုဘယ်သူမှတာဝန်မယူကြဘူးဘယ်သူတွေကတာဝန်ယူရလဲဆိုတော့အဲ့ဒီဒေတာထဲမှာနေထိုင်သူတွေကဒါဆိုးကျိုးကိုဒါခံစားရတယ်ဒါကြောင့်မို့ဒါရေအားလည်းအရေးကြီးတဲ့အန်ဒီတွေကဆယ်ခုတွေကိုထည့်ထားဖြစ်တယ်ကဲမိတ်ဆွေတို့လည်းဒီအန်ဒီအရှိဆုံးဒါစရင်ဒါ10ခုက2026မှာတိတိတာတာအန်ဒီရဲ့ဘယ်နံပါတ်ကဘယ်တစ်ခုကဒီအန်ဒီရဲ့ပို့ပြီးတော့ဖြစ်လာနိုင်တယ်လို့ဒါ comment မှာရေးပြီးတော့ကြောင်းအဆုံးထိနားထောင်ပေးလို့အားလုံးကိုကျေးဇူးတင်